အရေးသွေးပြည့်မိတဲ့မျိုးစိတ်ကောင်းကိုရွေးချယ်ထားမိတဲ့အတွက်နေ့ရက်တိုင်းကစိုးရိမ်မှုမရှိပဲအမြဲတာယာနေတာပေါ့မျိုးစိတ်ကောင်းမှာအပင်တန်မဲ့ဆိုတဲ့စကားအတိုင်းပဲအထွက်နှုံအရေးသွေးပိုးမွားပတ်ဝန်းကျင်တန်ကိုခံနိုင်တဲ့မျိုးစိတ်ကိုရွေးချယ်ဖို့အလွန်အရေးကြီးပါတယ်အထွက်နှုံတွေအရေးသွေးတွေအားလုံးပြည့်စုံပြီးချမ်းသာပျော်ရွှင်တဲ့တောင်သူလယ်သမားတိုင်းရဲ့ရွေးချယ်ရာယုံကြည်စိတ်ချရွှေရမည